Hello Friday Football ဒီပြည့်စက်ပြန်အားလုံးမင်္ဂလာပါ။မင်းညကစားခဲ့တဲ့ချန်ပီယံလိ3ပွဲမှာတော့စပါပါဘူးဘူဒိုကလင် LASK တို့ချန်ပီယံလိဝင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ကျွန်တော်ခမန်းချက်မှာတော့စပါပါဘူးကိုအောက်ပြီးတာလွဲတယ်အလွန်လွဲတယ်။ဒါပေမဲ့ဘူဒိုကလင် body 7ကိုဘော်ဒီတော့ okay လို့မှန်းသေးတယ်ပေါ့နော်။ခြုံလိုက်ရင်တော့မင်းညကဖိုင်မှာတော့မိုက်နဲ့မထွက်ဘူးပေါ့ဗျာ။အဲ့တော့ကျွန်တော်ဖောင်းထုဖို့ချောင်းနေတဲ့သူတွေသိအောင်ကျွန်တော်က40တီပြောရတဲ့သဘောဖြစ်ပါတယ်။နည်းနည်းလေးမှားတာနဲ့အမှားမခံဘူးဖောင်းထုဖို့ကျွန်တော်ချောင်းနေတာထားပါတော့ဗျာအဲ့တော့ချန်ပီယံလိဖိုင်ကျွန်တော်တင်တဲ့ခါတိုင်းမှာချန်ပီယံလိဝင်ဝင်ရရင်ယူရိုတန်း30ရပြီဆိုတဲ့စကားကိုကျွန်တော်အမြဲတမ်းပြောလို့ရှိပါတယ်အသိငယ်တွေအတွက်တော့ယူရိုတန်း30ဆိုတော့အလွန်တန်ဖိုးရှိရလေအဲ့တော့မင်းညကစားခဲ့တဲ့စပါပါဘူးနဲ့ဟာဘိုဘီယာပွဲဟာ last minute မှာဟာဘိုဘီယာဂိုးသွင်းခံရတဲ့ရနောက်ဆုံးမှာတော့အချိန်ပိုကန်ရတယ်ပြီးတော့နောက်ဆုံးရှုံးနေသွားခဲ့ရတဲ့အဖြစ်မျိုးကြုံသွားခဲ့ရတယ်စပါပါဘူးကတော့ last minute ချီပါကိုကြောင့်နောက်ဆုံးမှာခွန်အားဖြင့်အနိုင်ရနောက်ဆုံးတော့ယူရိုတန်း30နီးပါးရသွားပြီပေါ့LASKနဲ့7ပွဲအဲ့လိုပါပဲ7ဆိုတာပထမကြောတော့3-0ဆိုပြီးဂိုးပြတ်ကြီးနဲ့နိုင်တာ7ကသူတို့တွေချန်ပီယံလိတက်ပြီလို့ယူဆထားခဲ့ဖို့ပေါ့တယ်ဒါပေမဲ့မင်းညကစားခဲ့တဲ့အော်စတြေးလျပွဲမှာတော့မိနစ်90အတွင်းမှာဖူး1နဲ့ကိုရှုံးနေသွားခဲ့တယ်သူလည်းပဲ last minute မှာစတုထမြောက်ကိုအသွင်းခံရခြင်းပဲဖြစ်ပါတယ်အဲ့တော့နောက်ဆုံးချိန်မူကန်နောက်ဆုံးရှုံးနေပြီးတော့7ဟာချန်ပီယံလိဝင်ခွင့်ယူရိုတန်း30နဲ့လွဲချော်သွားခဲ့တယ် LASK ကတော့ယူရိုတန်း30ရရှိသွားခဲ့တယ်ဒါကဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကတော့ချန်ပီယံလိဝင်ခွင့်တစ်ခုယူရိုတန်း30စုကြီးဆိုရယ်ဘဲလူးကြောင့်ပဲဖြစ်တယ်ဒီနေ့ရရင်ပြောရရင်ခုချန်ပီယံလိ play-off ဒုတိယကြောဟာယူရိုတန်း30တန်တဲ့ဘောလုံးပွဲတွေပဲဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်ဖိုင်ရဲ့ intro တွေမှာကျွန်တော်ယူရိုတန်း30ရှိတယ်တန်း30ရှိတယ်ကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ဒီနေ့ဩဂတ်လ26ရက်ဗိုလ်တူးနေ့မှာလည်းယူရိုတန်း30တန်ဘောလုံးပွဲလေးဝဲကစားအောင်မှာဖြစ်ပါတယ်အဲ့တော့ Friday Football ED ကို subscribe မျိုးအရင် subscribe လုပ်ပြီးနာ notification ကို click ထားပါတော့เนาะဒါဆိုရင်တော့ဖိုင်တစ်တက်တာအပြန်ဆုံးရှိမှာဖြစ်ပါတယ် Okay ဗိုလ်တူးနေ့ယူရိုတန်း30ဘောလုံးပွဲသုံးသပ်ခံမှန်းချက်စလိုက်ကြအောင်အရင်ဆုံးတော့ကျွန်တော် AEK အတင်နဲ့ Lefty ဆိုဗီယာကိုသုံးသပ်ခံမှန်းမှာဖြစ်ပါတယ် AEK အတင်ဆိုတာတော့ Greek club ဖြစ်တယ်Lefty ဆိုဗီယာကတော့ Bulgaria club ပေါ့ဗျာ AEK အတင်ကမနေ့က Greek league မှာချန်ပီယံဖြစ်ခဲ့တာအိုလံပီယာကိုကြော်ပြီးတော့ချန်ပီယံဖြစ်ခဲ့တယ်အတင်ကဘာလဲဆိုတော့တဖြည်းဖြည်းချင်းကောင်းလာတဲ့တောင်းတင်းလာတဲ့အတင်ဖြစ်နေတဲ့ Greek အတင်ဖြစ်ပါတယ်သူကအခု play-off အဆင့်မှာစတင်ကစားရတယ်ပထမကျော် Lefty ဆိုဗီယာ Bulgaria မှာကစားတော့ 0-0 တီကြခဲ့တယ်ပေါ့အဲ့ဒီပထမကျော်တော့ကျွန်တော် Lefty ဆိုဗီယာကိုကြိုက်ခဲ့တယ်ဂိုးပေါင်းအောက်ကိုကြိုက်ခဲ့တာပေါ့နော်Lefty ဆိုဗီယာကခံစစ်ကောင်းတာကိုအိမ်ဝင်းရမာတယ်ဆိုပြီးတော့ကျွန်တော်ဂိုးပေါင်းအောက်နဲ့ Lefty ဆိုဗီယာကိုရွေးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ तू ကပထမဆုံးခြေစစ်ပွဲတွေကကစားခဲ့ရတယ်ဗျာဒီ Lefty ဆိုဗီယာတင်းနေအဲ့တော့အခုဆိုရင်ခြေစစ်ပွဲကစား9ပွဲရှိသွားပြီအဲ့9ပွဲမှာ तू ရှုံးမတိုးမှမရှိသေးဘူး4ပွဲနိုင်3ပွဲတည်ကြခဲ့တယ်အဲ့တော့ဒါပေမဲ့ तू ကအခုကစားရတဲ့ AEK အတင်းနဲ့ဆိုင်ရင် तू ကစားခဲ့တဲ့အတင်းတွေက AEK အတင်းတော့မမြင်ဘူးပေါ့တော့ तू ကစားတဲ့ဟာတွေအိမ်ကအဝေးကွင်းပွဲမှာဆိုရင်တပွဲနိုင်2ပွဲတည်ကြခဲ့တာရှိရှုံးပွဲတော့မရှိပါဘူးအခုဒီပွဲမှာပေါက်ကြီးက AEK အတင်းကတစ်လုံး20ရှုံးပေါက်တယ်အခုဒီပွဲမှာတော့ကျွန်တော် AEK အတင်းကိုရွေးချယ်တယ်ကျွန်တော် AEK အတင်းကိုကြိုက်တယ်ဒီပွဲက AEK အတင်းတည်ရင်မကြဘူးမရှုံးဘူးနိုင်မယ်လို့ယုံကြည်ထားခြင်းဖြစ်ပါတယ်အဲ့တော့ Lefty ဆိုဗီယာမှာကျွန်တော်ပထမကြုံလာတဲ့ Lefty ဆိုဗီယာ player အကြောင်းဒေချာလေးလေးလာကြည့်မိခဲ့တယ်အခုတော့အသေးစိတ်ထပ်မပြောတော့ပါဘူးအဲ့တော့မှာ Brazil player 2ယောက်ရှိတယ် Portuguese player 2ယောက်ရှိတယ်ပေါ့နော်သူတို့တွေနောက် Ireland player 1ယောက်ရှိတယ်တက်ရှင်မှုတွေအတကင်ဆောင်ကပေါ့ဒီ9ယောက်ကတကယ်ရေးပါတယ်ဆိုဖြစ်တယ်ဒီ Lefty ဆိုဗီယာ Bulgaria club တင်ဖြစ်တယ်ဒါပေမဲ့ Bulgaria player ဂိုးသမားနဲ့ center back player 2ယောက်ထက်ပဲဦးစားပေးသမားရှိတယ်ကျန်တာတွေအကုန်လုံးကBulgaria ပြင်ပအသင်းတွေပဲဖြစ်တယ် Bulgaria ပြင်ပ player တွေပဲကစားနေရတဲ့အသင်းဖြစ်တယ်မစိုးကောင်းတယ်လို့ပြောချင်ပါတယ်ဒါပေမဲ့အခုဒီ play-off ဆင်မှာတော့ AEK အတင်းဂရီကွင်းမှာတော့ Lefty ဆိုဗီယာတက်နိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော် AEK အတင်းကိုကြိုက်တာဖြစ်ပါတယ် AEK အတင်းကိုကြည့်မယ်ဆိုတော့ AEK အတင်းကနီးပြားကဆာဗီယာဆာဗီယာဖြစ်တော့ player တွေကြည့်ရင်ဆာဗီယာ legend ဖြစ်တဲ့ Luka Jovic တို့ Gazinovic တို့နောက် Croatia legend Meyer တို့ကစားနေတဲ့ဒီ AEK အတင်းဖြစ်တယ်အဲ့တော့ဂရီမှာတစ်ချိန်တော့ဆိုရင်အိုလံပီယာကမင်းမူနေခဲ့တာဒါပေမဲ့အခုတော့ AEK အတင်းတို့ POK တို့တွေကတက်တာလေအိုလံပီယာကိုလည်းပြန်ပက်တင်နေရင်ဆိုင်နေရအချိန်ဖြစ်တယ်ပြောချင်တာကတော့ AEK အတင်း
တောင်းတင်းလာတယ်ပြောချင်တာဖြစ်ပါတယ်နော်ရဝဲကတော့လန်ယွန်နဲ့ဖီနာပါစီပွဲကြီးပွဲကောင်းတဲ့ပွဲပဲအဲ့တော့ပထမကျော်တူကြီးမှာကစားတော့1-1တည်ကြပါတယ်အဲ့တုန်းကကျွန်တော်ဖီနာပါစီကိုကြိုက်ခဲ့တယ် level 80လို့ကျွန်တော်ထင်တယ်မှားခဲ့တာပေါ့နော်အဲ့တော့လန်ယွန်တက်ဆက်ကဥပန်တာပေါ့ဒီချိန်တော့ဟိုလိုက်စစ်မှာကစားတယ်မိနစ်ကဂျူပင်တက်ကိုပြောက်သွားတယ်အခုတခါလန်ယွန်ပြန်ရောက်လာတယ်သူလည်းပဲကဘာပတ်နေတဲ့တိုက်စစ်မှုပေါ့နော်ဥပန်တာကူးစားသွင်းတာကိုဖီနာပါစီခံတယ်ဒါပေမဲ့ green ကချီပါဖို့ပြန်သွင်းတယ်1-1တည်ကြသွားတယ်အကျိန်းနဲ့တော့ရှိခဲ့တဲ့ပွဲဖြစ်ပါတယ်အဲ့မှာဥပန်နာနောက်ထပ်ကန်ကျဲကန်တာတော်တော်ကောင်းတယ်တိုင်ထိထွက်သွားတော့ဂိုးမရလိုက်ဘူးနောက်ဖီနာပါဂျီရတဲ့လူသားဝင်တိုက်စီမှုနေကန်ကျဲကကောင်းတယ်တိုင်ထိထွက်သွားတယ်ဂိုးမွန်လာအဲ့တော့နင်းတင်းတော့ဂိုးကန်ခေတယ်နောက်ဆုံး1-1တည်နေပြီးသွားတယ်ပေါ့ကျွန်တော်ခံမှကျွန်တော်မှားခဲ့တာပေါ့နော်အဲ့လန်ယွန်ကတတိယဆင့်ခြေစစ်ပွဲကနေစပြီးကစားရတာအဲ့ဒုတိယကျော်တတိယဆင့်ခြေစစ်ပွဲဒုတိယကျော်သူ့အိမ်ကွင်းမှာကစားစပါတာပရက်နဲ့နိပထမကျော်စပါတာပရက်ကွင်းမှာကစားတော့လန်ယွန်2-1နဲ့ရှုံးလာခဲ့တယ်ဆုံးလာတော့အခုဒုတိယကျော်စပါတာလန်ယွန်ကွင်းမှာပြန်စားတော့စပါတာပရက်ကို3-0နဲ့ကိုပြနိုင်တော့သူနှစ်ပွဲမှအနိုင်ရပြီးတော့အခုလိုမျိုးပလေးအောက်တက်လာတာပြောချင်တာကလန်ယွန်ကအိမ်ဝင်ကြရင်မာတယ်ကောင်းတယ်ဆိုတာဒီပေါ်လွင်စီခြင်းတဲ့အတွက်ကျွန်တော်စပါတာပရက်ကို3-0နဲ့နိုင်ကြောင်းလေးထည့်ပြောခြင်းဖြစ်တယ်အခုလန်ယွန်နဲ့ဖီနာပါချီပွဲမှာလည်းကျွန်တော်လန်ယွန်ကိုကြိုက်တယ်ဒီချက်ကြောင့်ပဲအိမ်ဝင်မာတဲ့ချက်ကြောင့်ပဲဖြစ်တယ်အဲ့ဒီနေ့သင်းကိုကြည့်လိုက်မယ်ဆိုရင်တော့ဟိုလူငယ်နဲ့လူကြီးနှစ်သင်းတွေ့နေတဲ့ပွဲလို့ပြောချင်ပါတယ်လန်ယွန်ကလူငယ်အသင်းဖီနာပါချီကလူကြီးတစ်ပါးအသင်းအဲ့လိုနဲ့သင်းတွေ့နေတာဖြစ်ပါတယ်ဒီလန်ယွန်တက်ရှိမှာဆိုလို့ရှိရင်ဒီမာလစ်ဖူဘာနာတို့တိုင်လာမော်ဒန်တို့အိုပန်နာတို့နူဝါမာတို့တက်စမန်တို့နောက်အက်ဘနာလူငယ်လေးတွေပဲသူတို့ပဲတိုလီဆိုစပါကြီးကထိန်းချောင်းပြီးတော့လန်ယွန်ကစားနေတာအိမ်ဝင်ကြရင်ကောင်းတယ်အမြင်ပြည့်တဲ့ဝိတ်လေးရှိတယ်ဖီနာပါချီကတော့အဲ့လိုလူငယ်တွေနဲ့မဟုတ်တော့ဘူးတပါးအကြတွေပေါ့ဗျာသူတို့နဲ့ကစားနေ green ဟူတို့ Teles ကာတို့နောက် Attack ဂူတို့ Attack ငစုံမှာကစားအခုလူကာကူလည်းပါလာပြီဗျာနောက်ပြင်းသင်းလေစင်ဟောင်းတွေဖြစ်တဲ့ Candy တို့ Gondozi တို့နောက် PSG မှာကစားခဲ့ဘူးတဲ့အဆန်စီယိုတို့ဗျာသူတို့တွေကစားနေတာပေါ့နော်ပလီယာတွေကတော့ကြည့်လိုက်ရင်တော့တစ်ချိန်တော့နာမည်ကြီးခဲ့တဲ့ပလီယာတွေပေါ့ဒါပေမဲ့သူတို့တွေကတော့ decrease ဖြစ်နေတယ် decline ဖြစ်သွားတဲ့ပလီယာတွေဖြစ်နေတာပေါ့နော်ကျွန်တော်ကတော့အခုလူငယ်နဲ့လူကြီးအတင်းလို့ကျွန်တော်ခွဲခြားသတ်မှတ်ထားတယ်ဒီပွဲကနှစ်ဖက်လက်ကိုးစုံအောင်ပါပဲပထမကြော်လို့ပဲကျွန်တော်အဲ့တော့ကိုပေါင်းအပေါ်ကိုလည်းရွေးချယ်တယ်ဘော်ဒီမှာကြောင့်ကျွန်တော်လူငယ်တွေပူအားကိုးတယ်အင်ကုန်လည်းဖြစ်တယ်ကျွန်တော်လူငယ်တွေပူကြိုက်တဲ့ကျွန်တော်လိုင်ယွန်ရွေးချယ်ခြင်းဖြစ်တယ်နောက်တစ်ပွဲကတော့ဆယ်ဂျီနဲ့စလူဗန်ဘရာဒီစလာပါပွဲဖြစ်ပါတယ်ပထမကြော်မှာ1-1တီကြားခဲ့တာပေါ့နော်မောင်းထိုးတဲ့ကျွန်တော်ပြည်သက်တွေအမှဒီပွဲတကယ်ဒုက္ခပြေးသွားတဲ့ပွဲဖြစ်တာပေါ့နော်အဲ့တုန်းကကျွန်တော်ကအင်ရှင်စလူဗန်ဘရာဒီစလာပါကိုကြိုက်တယ်ကိုပေါင်းအောက်ကပါကြိုက်တယ်ပြားတော့ပါကျွန်တော်ထည့်ပြောခဲ့သေးတာပေါ့နော်ကိုပေါင်းမကစားပဲနဲ့ဘော်ဒီကစားတဲ့ကမောင်းနေကုန်စလိုဗန်ဘရာဒီစာဝမ်းနဲ့အကုန်ကျိုးရတဲ့ပွဲအမှတ်တရတော့ဖြစ်နေခဲ့ပါတယ်အဲ့တော့အခုဒီပွဲရောဘယ်လိုဖြစ်မလဲပေါ့နော်ဆယ်ဂျီကတော့စလိုဗေးနီးယားကလပ်စလိုဗေးနီးယားမှာသူလည်းဆရာကောင်းပေါ့နော်စလိုဗန်ကျတော့ချက်ကလပ်အချက်မှာသူလည်းဆရာကောင်းနှစ်တင်းကတကယ်ပြောနေတိတ်တော့မကွာကြပါဘူးဆယ်ဂျီရဲ့ total market value ကိုကျွန်တော်လိုက်ကြည့်ရတော့ယူရို73.18တန်းရှိတယ်စလိုဗန်ဘလာဂျီဆာဘာရဲ့ total market value ကယူရို15.14တန်းရှိတယ်ဘာမှမကွာကြတဲ့နှစ်တင်းအဲ့တော့အခုဒီဘောမှာဆယ်ဂျီက9ဦးပေးတယ်ဆယ်ဂျီကအိမ်ဝင်းဆိုတော့နည်းနည်းလေးအတက်ကင်လေးနည်းနည်းဆော့ရတယ်လို့ပြောလို့ရမယ်ခြေစပွဲကစားထားတဲ့အိမ်ဝင်နှစ်ပွဲမှာဆိုလို့ရှိရင်ဒီတပွဲနိုင်တပွဲစီကစားထားတယ်ဗျာဒုတိယဆင်းကနေပြီးတော့သူကစကစားတယ်ကစားထားတာခြေစပွဲ9ပွဲမှာတပွဲနိုင်3ပွဲစီတပွဲရှုံးထားတယ်နိုင်တာတော့ဆယ်ဂျီကတပွဲတည်းပဲနိုင်ထားတယ်တီးများနေတယ်ဆိုတာတွေ့ရလိမ့်မယ်နိုင်တာအိမ်ဝင်မှာအာရာတဲ့အာမီနီးယားကိုသူနိုင်ခဲ့တာပေါ့နော်ဒီအာရာတဲ့အာမီနီးယားကိုနိုင်တာလေအခုစလိုဗန်ဘရာဇီလာနဲ့ပြန်ရှင်းလိုက်ရင်စလိုဗန်ဘရာဇီလာပူမြင့်တဲ့အပြင်ဖြစ်နေတော့အခုဒီပွဲလည်းပဲဆယ်ဂျီဟာတော်တော်လေးခဲလေးကစားနိုင်တဲ့ပွဲလို့ယူဆတယ်ပထမကြောတော့စလိုဗန်ဘရာဇီလာပါခဲကစားလို့ဒီတစ်ခါအင်ရှင်ဆယ်ဂျီဟာခဲကစားနိုင်တယ်ယူဆထားပါတယ်စလိုဗန်ဘရာဇီလာကိုကြည့်မယ်ဆိုရင်သူလည်းပဲဒုတိယဆင့်ခြေစပွဲပဲကစားတာကစားတာ9ပွဲရှုံးပွဲမရှိတော့ကစားတာ3ပွဲနိုင်2ပွဲစီရှုံးတော့မရှုံးသေးဘူးပေါ့သူအဝင်း2ပွဲကစားထားတာ2ပွဲစလုံးအနိုင်ကစားထားတာတွေ့ရတယ်အဲ့တော့ဒီပွဲမှာတော့စလိုဗန်ဘရာဇီလာပါဂိုးသွင်းလာလိမ့်မယ်လို့ယူဆမိတယ်ဆိုတော့ပထမကြော့လို့ပါပဲဒီဆယ်ဂျီနဲ့စလိုဗန်ဘရာဇီလာမှာအပေါ်ကြီးကဆယ်ဂျီပေါက်နေကျွန်တော်အောက်တင်းစလိုဗန်ဘရာဇီလာပါကိုပဲယူချပါတယ်ဟောဒီနဲ့ပဲပြီးဆုံးသွားနိုင်ခြေရှိတယ်အချိန်မူဒီမှန်ကန်ရမလားယူဆထားမိတယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်စလိုဗန်ပဲယူချပါတယ်နောက်တစ်ပွဲကဘိုင်ကင်းနဲ့ဒန်မိုစာကလေးအဲ့တော့ဘိုင်ကင်းဆိုတာနော်ဝေကလပ်ဖြစ်တယ်ဒန်မိုစာကလေးကခရိုအေးရှားကလပ်ဖြစ်တယ်ပထမအကြော့ဒီခရိုအေးရှားမှာကစားတော့ဂိုးတွေပြန်လာသွင်းခဲ့တူတူတီနဲ့ပြီးဆုံးသွားအဲ့တော့ကကျွန်တော်ကအောက်တင်းဘိုင်ကင်းကိုယူချခဲ့တယ်ပေါ့တူနောက်ပြီးတော့ဒီဘိုင်ကင်းနော်ဝေကလပ်ကိုဂိုးသွင်းနိုင်တယ်ဂိုးတကူတော့သွင်းနိုင်ဂိုးပေါင်းအပေါ်ပါရေးတယ်လို့ကျွန်တော်အဲ့တော့ကပဲနောက်နှစ်ချက်ကွက်ပေါ့ဗျာအဲ့တော့မှန်ခဲ့တာပေါ့ဒန်မိုစာကအဲ့တော့တလုံး30နိုင်ပေါက်တာအခုဒီပွဲမှာကျတော့
ဘက်ကင်းအပေါ်ကြီးပေါက်တယ် level 30ပဲပေါက်တာကြီးရောက်တော်လေးတော့ပါနေအနေထားမှာဖြစ်တယ်အခုဒီပွဲကျွန်တော်ဘက်ကင်းကိုပဲကြီးရှိတယ်ဘက်ကင်းကိုပဲကြိုက်တယ်အဲ့တော့မင်းညနော်ဝေကလပ်ဖြစ်တဲ့ဘူရူကနေကချန်ပီယံလိခြေစပွဲအောင်သွားယူရို30ရသွားပြီဒီညဘက်ကင်းအလဲလို့ထင်ပြီးတယ်အဲ့တော့ဒီဘက်ကင်းနဲ့ဘူရူကနေလို့ဆိုတာကနော်ဝေလိမှာတော့ဟိုပြိုင်ဘက်တွေပေါ့နော်အခုလောလောဆယ်2020ကျောင်းနော်ဝေလိကန်နေတော့လည်းပဲအခုလောလောဆယ်အမှတ်ရက်တည်နေတာဘူရူကနေကဟိုထိပ်ဆုံးကနံပါတ်1မှာဒုတိယကဘိုင်ကင်းဖြစ်တယ်တမတ်သေးပဲကွာသေးတယ်18ပွဲရှိပြီကစားထားတယ်ဆိုတဲ့အခါကျတော့ဘိုင်ကင်းကလည်းပဲနော်ဝေလိုပဲအိမ်ကွန်းကြတော့အတက်တင်ကောင်းတဲ့တင်မျိုးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီပွဲကျွန်တော်ဘိုင်ကင်းကိုရွေးချယ်ခြင်းဖြစ်ပါတယ်ဒီနေ့မှာကဟို Conference League လီယောဒုတိယကြော်ပွဲတပွဲကစားဖို့ရှိပါတယ် Rapid Wien နဲ့ Hearts ဆိုတဲ့ပွဲဖြစ်တယ် Rapid Wien ဆိုတာ Austria Club ဖြစ်ပါတယ် Hearts ဆိုတာ Scottish Club ဖြစ်ပါတယ်ညတော့က Austria Club LASK နဲ့ Scottish Club Celtic တို့ Austria နိုင်ငံမှာကစားသွားတယ် LASK ကမိနစ်90အတွင်းမှာ Celtic ကို4-1နဲ့နိုင်သွားတယ်ပေါ့နော်အခုလည်းပဲ Austria Club Rapid Wien နဲ့ Scottish Club Hearts တို့တွေ့နေကြခြင်းဖြစ်တယ်အခုဒီပွဲမှာ Rapid Wien ကတလုံးတီပေါက်တယ်ကျွန်တော် Rapid Wien ကိုပဲကြိုက်ပါတယ်ပထမကျော် Scottish မှာကစားတော့အတူတူတည်ကြခဲ့တာပေါ့ဒီ Scottish Club Hearts ဆိုတာ Champions League ခြေစပွဲကစားတယ်ရှုံးတော့တခါ Europa League ခြေစပွဲရောက်တယ်ရှုံးတော့တခါအခု Conference League ရောက်တယ်တပြေးပြေးနဲ့ outside ဆင်းလာတဲ့ဟို Scottish Club Hearts ဖြစ်ပါတယ်အဲ့တော့ Champions League ခြေစပွဲကာလာတုန်းကဒီ Hearts က Austria Club Strangler နဲ့တွေ့ခဲ့တယ် Austria မှာကစားတော့ Strangler 4-0 Hearts ဆိုပြီးတော့ဒီ Hearts ကကိုပြကြီးရှုံးခဲ့တယ်အခုတခါ Austria Club Rapid Wien နဲ့တွေ့နေခြင်းဖြစ်ပါတယ်โอเคဒီနေ့မှာလာလီဂါပွဲတစ်ပွဲရှိတယ် Real Madrid နဲ့ Real Sociedad ပွဲဖြစ်တယ်မနေ့ကလည်းပွဲရှိတယ်ကျွန်တော်ကမခံမှန်းတော့ကျွန်တော်ကိုမိတယ်လာလီဂါပွဲမခံမှန်းလားမခံမှန်းကျွန်တော်လည်းအာယုံကဟိုဘက်ကိုရောက်တာကျွန်တော်ဒီဘက်ကိုတိတ်အာယုံမဆိုင်ချင်တော့ကျွန်တော်ကမခံမှန်းမဲ့နေတာဖြစ်တယ်ဗျဒီနေ့တော့ Real Madrid နဲ့ Sociedad ပွဲမေးအောင်ပါပဲဆိုပြီးကျွန်တော်ထည့်လိုက်တယ်ဟို Real Madrid နဲ့ Real Sociedad ပွဲမှာ Real Madrid ကနှလုံး89ပေါက်တယ်တလုံးရှုံးပေါ့နော်အဲ့တော့ Real Madrid ကပွဲစဉ်တက်ကစားတော့အဝူဝင်ွယ် Espanyol တွားကစားတယ် Espanyol 2-1နဲ့နိုင်လာခဲ့တယ်အဲ့တော့ Real Madrid 3မှတ်ရထားတယ်အမော်ရီညိုဘာလဲဘလူးလဲဘာညာတွေဖြစ်ကုန်တာကြီးပေါ့ဗျာအဲ့တော့ Real Sociedad ကြောက်လဲပွဲစဉ်တွေကစားထားပြီးအဝူဝင်ွယ်ပဲသူကစားခဲ့ရတယ် Real Betis နဲ့ကစားခဲ့တယ် Betis ကွယ်မှာ Real Betis 1-0 Sociedad ဆိုပြီးတော့ Real Sociedad ရှုံးလာခဲ့တယ်အခုလဲအဝူဝင်ွယ်ဖြစ်တယ်ဆိုတော့အခုဒီပွဲမှာက Real Madrid ကနှလုံး89ပေါက်ထားတာပေါ့နော်အခုဒီပွဲကျွန်တော်ဘာကိုရွေးချယ်တာဆိုကျွန်တော်ဒီပွဲကိုဂိုးပေါင်းအောက်ကိုရွေးချယ်ထားပါတယ်ဂိုးပေါင်းက၄လုံးတော့မသွားနိုင်ဘူးလို့ယုံကြည်ပြီးတော့ရွေးချယ်ခြင်းဖြစ်ပါတယ်အကြိုက်တူမှကစားပါကျွန်တော်တော့ကြိုးစားပြီးတော့လုပ်ကြည့်တာဒါပေမဲ့ပွဲတိုင်းမမှန်နိုင်ဘူးဆိုတော့မိတ်ဆွေတို့သိစားခြင်းဒါလေးကိုနားလည်စေချင်တာပါနော်အားလုံးစိတ်ပြေကြပါစေ